ဝိတ်ကြစီတာနဲ့အစီကြတာနဲ့ကလုံးဝမတူဘူးဆိုတဲ့အကြောင်းကျွန်တော်ဒီကနေပြောကြားလိုတာပါဝိတ်ကြတယ်ဆိုတာကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစာရည်စာဖြတ်တောက်လိုက်တဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိရဲ့အရည်တွေmuscle တွေခန္ဓာကိုယ်ထဲမှာစူးစီးထားတဲ့အစီတချို့သောအရာတွေအစီကြီးပဲလို့ကျွန်တော်မပြောဘူးเนาะအချို့သောအကျွင်းကြံအစီလေးတွေပါသွားတာပါသွေးရင်းတကြားတက်တွေလည်းကြာဆင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်ကဝိတ်ကြသွားပါတယ်ဟုတ်ပြီအစီကြတာအစီကြတယ်ဆိုတာကတေချာပေါက်အစီကြပြီဆိုရင်တစ်ဖက်မှာကြော်သားတက်နေပါပြီအဲ့တော့ကြော်သားတွေတန်မလာနဲ့အမြအစီတွေကြပြီးတော့ကျွန်တော်တို့ကြည့်တဲ့အခါမှာလှလာကြပါတယ်ကြည်ကောင်းလာကြပါတယ်မိန်းကလေးတွေမှာခါးတွေတေးတဲ့ယောက်ျားလေးတွေမှာဆိုလို့ရှိရင်ကြစ်လက်တဲ့ခန္ဓာကိုယ်တွေရရှိလာကြပါတယ်โอเคအဲ့တော့အခုနောက်ပိုင်းပေါ်လာတဲ့တစ်ချက်ထိုးပိန်ဈေးတွေကဝိတ်ကြလားအစီကြလားဟုတ်ပါတယ်ဝိတ်ကြတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော် hunger hormone လို့ခေါ်တဲ့ leptin နဲ့ ghrelin ကိုတွားပြီးတော့ trick လုပ်လိုက်တာပါ trick လုပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရိုးရှင်းစွာပြောရမယ်ဆိုလို့ရှိရင်ဘိုက်မစားတော့တာဘိုက်မစားတော့တာဖြစ်တဲ့အတွက်ခမရမစားတော့ဘူးမစားတော့တာဖြစ်တဲ့အတွက်ခမရရဲ့ခန္ဓာကိုယ်ကဝိတ်ကြသွားပါတယ်အဲ့တော့ဒီထိုးစေးတွေထိုးနေတဲ့အချိန်မှာဝိတ်ကြတာကိုတော့ကျွန်တော်လည်းမငင်းပါဘူးဝိတ်တကယ်ကြပါတယ်တချို့တွေမှာဆိုလို့ရှိရင် overweight ဖြစ်နေတဲ့သူတွေမှာဆို10ရာခိုင်နှုန်းလောက်ထိအောင်ကြပါတယ်ဥပမာပေါင်250ရှိရင်တလားနဲ့25ပေါင်လောက်ကြပါတယ်ပေါင်160ရှိတလားနဲ့16ပေါင်လောက်ကြပါတယ်ပေါင်100ရှိတလားနဲ့10ပေါင်လောက်ကြပါတယ်10ရာခိုင်နှုန်းလောက်ကြပါတယ်ဒါဟာကျွန်တော်ကြသွားတာကဒီစေးထိုးနေခြင်း hunger hormone တွေကို trick လုပ်လိုက်ခြင်းကြောင့်စာရည်စာတွေမစားတော့ခြင်းကြောင့်ဝိတ်ကြသွားတာအကဲဒီဆေးကိုကျွန်တော်တို့တစ်သလုံးထိုးမယ်ဆိုရင်တော့မိတ်ဆွေတစ်သလုံးမိတ်ဆွေလိုချင်တဲ့ weight မှာရှိနေပြီးတော့မထိုးတော့တဲ့တနေ့ရက်တက်လိုက်တဲ့အချိန်မှာခမရဲ့ hunger hormone ကတော့ဘယ်သူမှ trick မလုပ်နိုင်တော့တဲ့အချိန်မှာခမပြန်စားတဲ့အခါမှာခမပြန်ပြီးတဖန်ပြန်ဝလာမှာအဲ့တော့ဒီဆေးကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးတွေသုံးမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာထပ်ပြီးအသေးစိတ်ပြောပြပေးသွားပါမယ်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ပြောချင်တာကဝိတ်ကြတာနဲ့အစီကြတာနဲ့လုံးဝမတူဘူးဆိုတဲ့ဟာကိုပြောချင်တာပါဝိတ်ကြသွားလို့ရှိရင်ကြော်သားတွေလည်းပါသွားနိုင်တယ်လို့ကျွန်တော်ရဲ့ human performance လို့ခေါ်တဲ့နေ့တတူကလှုပ်ရှားနေရတဲ့လူခန္ဓာကိုယ်ကြီးကလည်းအင်အားချိနေသွားပါတယ်အကယ်အင်အားလည်းမချိနေခြင်းဘူးကြော်သားတွေလည်းမပါသွားခြင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့အစီချမှရပါလိမ့်မယ်အစီချဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှန်ကန်မျှတတဲ့အစားအသောက်တွေကိုစားတောက်ပြီးတော့မိမိခန္ဓာကိုယ်နဲ့ကိုက်ညီတဲ့လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုလို့ရှိရင်အစီကြလာမှာအစားအသောက်တွေကိုဖြတ်တောက်လိုက်တာကတော့အစီကြရိုးထုံးစံမရှိဘူးဆိုတာကျွန်တော်ရဲ့12နှစ်တာ trainer experience နဲ့ကျွန်တော်ပြောပြပါရစေ။ Okay အဲ့တော့ဓာကြီးကိုခဏဘေးဖယ်လိုက်မယ်ကျွန်တော်ခေါင်းထဲမှာတစ်ခုပေါ်လာလို့အဲ့တော့အစီကြဖို့ဆိုလို့ရှိရင်ကြော်သားတွေကြီးထွားမှရမယ်ဆိုတော့ main ကလေးတော်တော်များများဒီကြော်သားတွေနဲ့ပတ်သက်ပြီးတော့မေးခွန်းထုတ်လို့ရှိတယ်ကျွန်မကြော်သားကြီးကြီးလာလှတော့မှာမဟုတ်ဘူး main ကလေးမှာကြော်သားမကြီးပါဘူးကျွန်တော်ရဲ့ chat box မှာလည်းပဲယနေ့တည်းမင်းနေတော့မှ main ကလေးတွေကြော်သားကြီးလာတယ်လက်မောင်းကြီးတွေတုတ်လာတယ်ဆရာကြော်သားကြီးကြီးလာအစီပါခင်ဗျာကြော်သားလုံးဝမဟုတ်ပါဘူးကြော်သားက main ကလေးတယောက်မှာလိုအပ်တဲ့ပမာဏထက်ပိုမိုပြီးကြီးလာနိုင်စရာလုံးဝမရှိပါဘူး Okay အဲ့တော့နောက်ထပ်ထပ်ပြီးတော့ကျွန်တော်ဇောရကတက်ပြီးထပ်ကိုရမယ်ဆိုလို့ရှိရင် weight loss supplement weight loss ထိုးစေ weight loss ဘယ်ဟာမဆိုခမားကို weight ကျနိုင်တာဆိုပေမဲ့ fat loss ဖြစ်စေတဲ့အရာကတော့ခမားကိုကြည့်ကောင်းစေတာဖြစ်ပါလိမ့်မယ်အဲ့တော့ weight loss နဲ့ fat loss ကိုမိတ်ဆွေတို့ကွဲပြားသွားလောက်ပြီးတော့ကျွန်တော်မျှော်လင့်ပါတယ်အဲ့အတွက်ကြောင့်မိတ်ဆွေကတရင်ကအမြန်အစမ်းကြည့်ကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ weight loss လုပ်ပါမဟုတ်ဖ ೇನೆ ထာဝရအမှန်အကန်ကြည့်ကောင်းဖို့အတွက်ဆိုလို့ရှိရင်တော့ fat loss လုပ်ပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တော့ကျွန်တော်ရဲ့ comment box အောက်မှာကျွန်တော်ရဲ့ Master Arena ရဲ့အတူကောက် MA ဆိုတာလေးကိုမှန်းခဲ့ပေးစီချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်